ခုပဲသွားနေရလဲဆိုရုံးကဆင်းစင်းချင်းအိမ်တန်းမပြန်နေခွင်တာကြည့်မယ်ဆိုပြီးတော့ထွက်လာပြီးတော့ဟိုပင်ကြီးရဲ့ဖူးကကနေအောင်တော့သူကကြာလို့တရားဝင်လမ်းကြောင်းရှိရတော့မဟုတ်ဘူးတုံးတန်းလေးကိုကွဲတောက်လူကယ်တွေပဲတီးချတာပေါ့ဆိုအဲ့နေအောင်လာတာပါကန်းကြီးကိုကြတော့ဒီထိုင်းနေရနေဘလို့ခေါ်လဲဆိုတော့ဒါ secret beach လို့ခေါ်တာပေါ့နော်သူ lighthouse beach လို့လည်းခေါ်တယ်သူကဒီဖူးခက်တောင်ဘက်ဆုံးမှရှိပြီးတော့ဖတ်တကပ်ပြီးရဲ့ဘေးမှာရှိနေကန်းကြီးပေါ့နော်ဒီကန်းကြီးကကြတော့လူသိမ့်မသိရဲ့ခါကြတော့အေးစစ်ရေကူးလို့ရတယ်ဒါပေမဲ့သူကလူအရန်နေတဲ့ခါကျတော့မျိုးချုပ်တဲ့ဒီနေဖို့တော့မသိဘူးပေါ့နော်မင်းကလေးဆိုတော့စောစောစီနေငွေရေပြန်မှုတင်နေမှာပြောလို့ဆိုတော့ကြောက်ဆောင်နေလေးရှိရဲ့ကြောက်မဆောက်တယ်ကျင်းရတယ်နေခတ်တယ်လူကြီးလိုက်နေကြည့်ဒါပေမဲ့လင်းနေချင်းဆိုတော့ snorkeling လုပ်ဖို့တော့အဆင်ပြေတယ်ဆိုတော့မနက်ပိုင်း7 နာရီပိုင်း7 နာရီလောက်လာမယ်ဆိုရင်လူနေပြီးရေးကြည့်မယ်ညနေဘက်ဆိုရင်တော့6 နာရီမထိုးခင်ပြန်လာပို့ပြီးတော့ကောင်းတဲ့ဆက်ဆက်ကြည့်ပြန်မယ်တချင်းပြန်လာအောင်ပါဒီကန်းကြီးလေးရောအေးစစ်ရေးကူးခြင်းနဲ့ဟိုင်နေတက်ချင်တဲ့သူတို့အတွက်အဆင်ပြေရဲ့ကန်းကြီးလေးပါ